18 or 80ဒီ1880အဲ့လို10s နဲ့ teens နဲ့ကိုမကွဲတဲ့ပြဿနာက IS listening နားထောင်တဲ့အခါပဲဖြစ်ဖြစ်နောက်အဲ့လို general English မှာလေဟို price တွေချရေးတဲ့အခါတို့ဟိုဒီလူရည်အတွက် quantity ပဲချရေးတဲ့အခါမှာခဏမှားတတ်တယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုကိုအများစုကword stress နဲ့ခွဲလို့ရတယ်လို့ထင်တတ်တယ်ဒါပေမဲ့အဲ့ဒါအမြဲတမ်း word stress ကိုတုံးပြီးတော့ခွဲလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့တခါတလေ word stress shift ဖြစ်သွားတဲ့အခါကြလို့ရှိရင် stress ကပြောင်းသွားတော့လေ stress နဲ့ခွဲလို့မရဘဲနဲ့ ending sounds နဲ့ပဲခွဲလို့ရတဲ့အခြေအနေရှိရပေါ့နော်ဥပမာထားပါတော့ဟို number ကိုတစ်လုံးချင်းစီသုံးမယ်ဆိုရင်တော့ stress နဲ့ခွဲလို့ရတယ်ဥပမာ we say 15 stress ဒီ second syllable teen မှာဖြစ်ရ15 and 50 first syllable fifth မှာဖြစ်ရပေါ့နော်အဲ့တော့ကိုကတစ်လုံးနဲ့ဖြစ်ရတဲ့ဟာတွေဆိုရင်တော့နောက်မှာဘာမှ nouns မပါဘူးပေါ့နော် number တစ်ခုတည်းဆိုရင်တော့ဒီ word stress နဲ့ခွဲလို့ရတယ်ပေါ့နော်ဒါပေမဲ့ထားပါအဲ့ဒီ numbers ရဲ့အနောက်မှာ first syllable stress ရှိရဲ့ noun တစ်ခုလိုက်လာလို့ရှိရင်ကြတော့ word stress ကပြောင်းသွားတယ်ဥပမာ for example 15 people ဆိုရင်ပုံမှန်က team မှာဖြစ်ရတယ်ဒါပေမဲ့ဒီမှာသတိထားနေမယ်15 people fifth မှာ stress ကပြောင်းသွားတယ်ပေါ့ဘာလို့ဆို people မှာလေ p မှာ stress ကဖြစ်ရတာအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် word stress shift လို့ခေါ်ရပေါ့နော်အဲ့တော့အဲ့လိုမျိုးအနောက်မှာဒီ numbers ရဲ့အနောက်မှာ noun တစ်ခုခုလိုက်လာလို့ word stress ပြောင်းသွားပြီဆိုရင်ကိုက stress ကိုကြည့်ပြီးခွဲလို့မရတော့ဘာကိုပဲကြည့်ပြီးခွဲရလဲဆိုရင်ဒီ number မှာအဆုံးသက်အတန်မှာနှာခေါင်းတန် and ပါလားမပါလားနဲ့ပဲခွဲရပါတော့ဥပမာထားပါ15 people and then nasal sound လေးနဲ့ပါမယ်50 people nasal sound မပါဘူးလုံးဝအတန်တူပြီးတော့ပြတ်မယ်ပေါ့နော်အဲ့လိုမျိုးလေးခွဲလို့ရတယ်ပေါ့ဥပမာကတစ်လုံးနဲ့ထွက်မယ်ဆို18 10မှာ stress ပြရပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကအနောက်မှာ nouns တစ်ခုလိုက်လာပြီပါဥပမာ I give you $18 stress က10ကနေ8ကိုပြောင်းသွားတာပေါ့နော်ဘာလို့ဆိုအနောက်မှာ first syllable stress ရဲ့ dollars လိုက်လာလို့ပေါ့နော်အဲ့တော့ကိုကများသောအားဖြင့်ဒီလို number တွေအမြဲတမ်းတစ်လုံးနဲ့ကြားမှာမဟုတ်ဘူးလေနောက်စင်နဲ့တွဲပြီးတော့ကြားမှာဆိုတော့ဒီလိုမျိုး word stress shift ဖြစ်တတ်တယ်ဆိုတာကိုသတိထားရမယ်အဓိကဘာကိုဝဲကြည့်ပြီးခွဲလို့ရမယ်ဆိုရင် nasal sound ဒီ ဆိုတဲ့အတန်ပါမပါနဲ့ပဲခွဲလို့ရမယ်ပေါ့နော်အဲ့တော့ practice လုပ်ကြည့်မယ်ပေါ့ listen and choose the number that you hear there are 30 guests in the hall there are 30 guests in the hall so the correct answer is yes 30 30 and the next one I give you $15 I give you $15 the correct answer is yes 15 and the next one there were 14 students in the room there were 14 students in the room yes the correct one is 14 and the next one she was 15 years old she was 15 years old yes it is 15 and this one the castle is 80 years old the castle is 80 years old yes it's 80 and this one it cost me $50 it cost me $50 yes it's 50 အဲ့လိုမျိုးလေးခွဲလို့ရပါဘောနော်အဓိကဘာကို practice လုပ်မလဲဆိုရင်အဲ့ဒီ nasal sound ဒီ ဆိုတဲ့အတန်လေးကိုကြားလိုက်လားမကြားလိုက်တာနဲ့ခွဲလို့ရပါဘောနော်ဒီ teens နဲ့ tense ကိုလေပို့ပြီးတော့ practice လုပ်ချင်တယ်ဆိုရင်တချို့တလုံးချင်းကြီးထွက်တဲ့ဟာကိုအနောက်ကဒီလို noun တွေနဲ့လိုက်ပြီးထွက်တဲ့ဟာကိုတချို့ listening practice exercise တွေလုပ်ပြီးရရှေ့ပေါ့နော်အဲ့ဒါကိုက practice လုပ်ချင်တယ်ဆိုရင် comment မှာ practice လုပ်မှန်းခဲ့လို့ရတယ် admin တွေကသူ Google form link ကိုပို့ပေးနေမယ်ပေါ့နော်အဲ့ဒီ form မှာတချို့နားထောင်ရမယ့် audio ပါမယ်နောက်ပြီးရင်ကိုကဖြည့်ကြည့်ပေးရတဲ့တခါတည်း submit နှိပ်တာနဲ့အဖြေ answer key တွေတခါတည်းထွက်လာပြီးကိုယ်ဘယ်နှမှတ်ရတယ်ဆိုတာပါကြည့်လို့ရမယ်ပေါ့ Grow with the Crows